Hello အားလုံးပဲမင်္ဂလာပါဒီနေ့จิตတာချင်းနဲ့ကြော်လေးကြော်ပါမယ်ဒီနေ့ကြော်ဖို့အတွက်ကျစ်ပေါင်သားကိုသုံးထားပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ချင်းကိုပွားပွားလေးလေးလီးပေးထားရပါမယ်ကျက်သားမှစီးတဲ့ရေတွေကိုကျွန်တော်တို့ဒီဆူးလေးနဲ့တုပ်ပေးရပါမယ်အရသာဝင်ရလွယ်ကူအောင်ကျွန်တော်တို့ဆူးချော်လေးနဲ့အကုန်လုံးနှက်အောင်ထိုးပေးပါစောစောကကျွန်တော်တို့လီးထားတဲ့ဂျင်ဘတ်ဘားလေးတွေကိုရေနဲ့ထည့်ပြီးတော့စနေချိတ်ပါမယ်အခုချိတ်လို့ရလာတဲ့ဂျင်နဲ့ရေကိုကျက်သားမြုပ်အောင်လောင်းထည့်ပေးပါနောက်ပြီးအရသာအတွက်ကျွန်တော်တို့စထည့်ပါမယ်ငရုတ်ကောင်းမှုအနေငယ်ထည့်ပါမယ်နန်းစီအနေငယ်ထည့်ပါမယ်စားတော့တစ်စုံပါจิตသားမုတ်တစ်စုံထည့်ပါမယ်ကျွန်တော်တို့တကြားတစ်စုံထည့်ပါမယ်ကျွန်တော်တို့အချုမုတ်ဝတစ်စုံထည့်ပါမယ်အားလုံးပြီးတော့ကျွန်တော်သမအောင်ရောနေပြီပါအရသာအားလုံးသမအောင်နေပြီဆိုရင်ကျွန်တော်တို့ခွက်လေးခွက်တဲကိုပြောင်းထည့်ပြီးတော့တိမ်ပါမယ်ကျန်တဲ့ဂျင်းနဲ့အရေကိုလည်းအပေါ်ကနေကျွန်တော်တို့လောင်းထည့်ပေးလိုက်ပါအခုလိုပလတ်စတစ်နဲ့တေချာလေးချီပြီးကျွန်တော်တို့ရေခဲတတမှာတညတိတ်ထားပါမယ်ဒါတော့ကျွန်တော်တို့တနေ့ရေခဲတတမှာတင်ထားတဲ့ဒီနေ့ရဲ့အနေထားပါအခုကျွန်တော်တို့ပရောပီနတ်မုတ်ရဲ့ဆန်မုတ်ရဲ့ကိုအစတူရောပါမယ်စောစောချက်သားချုပ်ဖို့အတွက်ပါ
จิตကိုကျွန်တော်တို့မုန်းတဲ့လေတဲ့ကိုနှိပ်ပြီးရင်တော့အစင်သေးကြော်လို့ရပါပြီစီပူလာပြီဆိုတော့ကျွန်တော်တို့အခုစကြော်ပါမယ်မီအေးလေးနဲ့9မိနစ်လောက်ကြော်ပြီးရင်တော့စီလိုနေထားဆိုရင်တော့ရပါပြီအခုဆိုရင်တော့အနက်မူမွေးလေးနဲ့ဂျင်းနဲ့ကြက်သားကြော်လေးရပါပြီလောက်ရလွယ်ကူပြီးတော့အရန်စားလို့ကောင်းလို့အိမ်မှာလိုက်လို့စားဖို့အကြံပြုပါတယ်